ဖျားဂုံတော်ကူပါဆိုတာဘာတွေလဲဣတိပိတောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောအဝိဇ္ဇာစရဏတံပန္နောသူကတောလောကဝိတုအနုတ္တရောပုရိတဓမ္မတာရတိတတ္ထာဒေဝမနုဿနံဗုဒ္ဓောဘဂဝါတိအရဟံလူနှင့်ပြမသရဝပေါင်းတို့ဤပူဇော်ထူးကိုခံယူတော်မူထိုက်သောမြတ်စွာဘုရားနှင့်တမန်တန်ဗုဒ္ဓောအလုံးစုံသောတရားပေါင်းကိုကောင်းစွာသိမြင်တော်မူသောမြတ်စွာဘုရား၃ဝိဇ္ဇာစရဏတံပန္နောပုဗ္ဗေနိဝါဒနုတတိဉာဏ်ဒိဗ္ဗစက္ခုဉာဏ်အာသဝခယဉာဏ်ဒီဟုသောဝိဇ္ဇာ၃ပါးဝိပဿနာဉာဏ်မနောမယေတိဉာဏ်စေတောပရိယဉာဏ်ဒိဗ္ဗစက္ခုပုဗ္ဗေနိဝါဒနုတတိဉာဏ်အေဒီဝိဒဉာဏ်ဒိဗ္ဗသောတဉာဏ်အာသဝခယဉာဏ်ဒီဟုသောဝိဇ္ဇာ၈ပါးသီလတံဝရဣန္ဒြိယေတုဂௌတ္တဒဝရတဘောဇနိမတိညုတာဇာဂရိယာနုယောဂတတ္ထာသီလတုတ္တစာကပညာဟိရိဥတ္တပပထမဇံဒုတိယဇံတတိယဇံစရုထဇံဒီဟုသောစရဏ15ပါးဤသို့ဝိဇ္ဇာ3ပါးဝိဇ္ဇာ8ပါးစရဏ15ပါးတို့နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရား၄သူကတော်ကောင်းသောစကားကိုဆိုတော်မူတတ်သောမြတ်စွာဘုရား၅လောကဝိတုလောကသုံးပါး၌အလုံးစုံကိုသိမြင်တော်မူသောမြတ်စွာဘုရား၆အနုတ္တရောပုရိသဓမ္မတာရတိအတုမရှိသောယောက်ျားမြတ်ဖြစ်၍မယဉ်ကျေးသောသူတို့ကိုယဉ်ကျေးအောင်ဆုံးမတော်မူတတ်သောမြတ်စွာဘုရားတတ္ထာဒီဝခွန်တတ္ထာဒီဝမနုဿနံလူနှင့်ပြမသရဝတို့ဤကိုယ်ွယ်အားထားစေရာဆရာကြီးဖြစ်တော်မူသောမြတ်စွာဘုရား၈ဗုဒ္ဓောသစ္စာ၄ပါးကိုသိမြင်တော်မူသောမြတ်စွာဘုရား၉ဘဂဝါဖုံးတော်၆ဆုံတကူဂုံနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားဟူ၍ဂုဏ်တော်၉ပါးဖြစ်ပါတယ်သာဓုသာဓုသာဓု